Julia vlogကနေကြိုလိုက်ပါရရှင် long time no talk guys so ဒီနေ့ vlog လေးမှာတော့ Julia လိုမျိုးစာမပွဲနီးမှ one night one subject လုပ်တဲ့သူတွေအတွက်စာဘယ်လိုလုပ်လဲဆိုတဲ့ tips ကို share လုပ်ပေးတော့မှာဖြစ်ပါတယ် Julia အရင်တော့ study vlogs ဒီအများကြီးတင်နေပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းမတင်တော့ဘူးဆိုတာဘာလို့လဲဆိုတော့စာမလုပ်တော့လို့ပါစာမလုပ်တော့ဘူးဆိုတာကစာမပွဲနီးလို့ရှိရင်တော့လုပ်တယ်ဒါပေမဲ့အရင်ငယ်ငယ်တော့လိုမျိုးတစ်ချိန်လုံးကြီးလုပ်နေရသူမဟုတ်တော့ဘူးပေါ့နော်ပြောဂျူလီယာလိုမျိုးuniversity student တော်များများလေတစ်ချိန်လုံးကြီးငယ်တော့ high school တက်တယ်လို့မျိုးတနေ့စာတနေ့လုပ်မဲ့သူတွေလို့လည်းမထင်ဘူးပေါ့နော်ပြီးတော့ university ရောက်လာတာနဲ့အများအပျော်ပါမှတ်တဲ့ဟာတွေပါမယ်ပြီးသွားလို့ရှိရင်ဂျူလီယာဆိုလို့ရှိရင်လည်းအပျော်မှတ်တဲ့ထဲမှာပါတယ်ကွာအပြင်သွားရတာကြိုက်တယ်ပြီးတော့ဒီကျောင်း student council ကိစ္စတွေပြီးတော့အဲ့လိုဂျူလီယာတယောက်တည်းကိုပတ်ရှုံနေတဲ့သူတွေပါတယ်ကွာအဲ့အကြောင်းမလို့စာလုံးဖို့တခုရဲကိုပဲအချိန်မပေးနိုင်ဘူးပြီးတော့ကြိုလုပ်ထားရဆိုလို့ရှိရင်မိသွားတဲ့ထဲပါတယ်ပေါ့နော်အဲ့အကြောင်းမလို့အမြဲမလက်ဖြတ်စာမပွဲဆိုလို့ရှိရင်ဒီနေ့လိုမှစားပြီးလုပ်တဲ့သူတွေပါပါတယ် one subject one night လုပ်ပြီးတော့ဒီလိုအမှတ်တွေရအောင်ဘယ်လိုလုပ်မလဲဆိုတာ share လုပ်ပေးတော့ပါမယ်ပထမဆုံးအရေးကြီးတဲ့အချက်ကကျတော့ focus လုပ်ရမယ့်ဟာကိုသိအောင်လို့ပေါ့နော် identify the focus area ဘာလို့လဲဆိုကိုကဘာစာလုပ်ရမလဲဆိုတော့မသိဘဲနဲ့လုပ်တယ်ဆိုလို့ရှိရင်စာသာလုပ်နေတာဒါပေမဲ့ထိအောင်မဟုတ်ဘူးဆိုတော့ဘယ်နေရာကို focus လုပ်ရမလဲဥပမာ English ဖြေရမယ်ပဲထား English ဖြေရမှာဥပမာ English မှာမေးရဟာအများကြီးရှိကွာ grammar vocabularies listening reading writing အဲ့လိုမျိုးအများကြီးမေးရကွာဘယ် category ကိုမေးမှလဲဘယ် chapter ကိုမေးမှလဲဘယ်ကနေဘယ်ထိကြည့်ရမှာလဲဆိုတဲ့ဟာတွေကိုသိဖို့လိုတယ်ဘာလို့လဲဆိုတော့တချို့ exam တွေက theory ဘိုင်းလေးတင်တယ်တွက်တဲ့ချက်တဲ့ဘိုင်းလေးတင်တယ်အဲ့ချိန်မှာနှစ်ခုလုံးကိုကြည့်ရမှာလားဘယ်ဟာပို့အမေးများမှာလဲဆိုတာကိုသိချသိအောင်လုပ်ရမယ်တွက်တဲ့အပိုင်းများရဲ့ exam ဆိုလို့ရှိရင်တွက်တာကို focus လုပ်မယ် theory ဘိုင်းကလည်းပါမယ်တွက်တာပိုများမယ်ဆိုရင် theory ကိုဖတ်မယ် review လုပ်မယ်ဒါပေမဲ့တွက်တာလောက်ကြီးတော့အချိန်မပေးဘူးအဲ့လိုမျိုးကိုကဘယ်ဟာကိုပို့ပြီးတော့အချိန်ပေးရမလဲမပေးရဘူးဆိုတာကိုကြိုတိထားတဲ့ခါကျတော့နည်းနည်းစာလို့ရပုံမြန်နေပေါ့နော်မဟုတ်လို့ရှိရင်တညလုံး theoretical ဘိုင်းနေလုပ်ပြီးတော့မှ exam ရောက်တဲ့အချိန်မှာတွက်တာမေးနေလို့ရှိရင်လည်းအကြလို့ရှိရင်တိုင်ပတ်မှာကွာဆိုတော့စာလို့ရမယ့် area focus လုပ်ရမယ့် area ကိုတေချာလေးသိဖို့လိုပါတယ်ဥပမာပေးရမယ်ဆိုလို့ရှိရင်အရင်တော့ငယ်ရစာမေးပွဲဆိုလို့ရှိရင်မိခွန်း3ဆုံးပေးရမိခွန်း5ဆုံးပေးရအဲ့လိုမျိုးရှိရကွာဆိုတော့အဲ့လိုပုံစံမျိုးပဲဒါပေမဲ့ဒီ university life မှာကျတော့ NC နေပါတယ် NC နေကြီးပဲဖြေရမှာကွာပြီးတော့ခုခေတ်နောက်ပိုင်းနေရဒါချက်တာဖြေလည်းမရှိတော့ဘူးဆိုတော့ကိုတေချာလေးလာမယ့် chapter အဓိကထားမယ့်ဟာတွေကိုအရင်သိအောင်လုပ်ပါမသိဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့စာလုပ်တဲ့တငယ်ချင်းတွေကိုတော့မေးပါဘာမဟုတ်ဘူးဆိုလို့ရှိရင်လည်းဆရာတွေကစာမပွဲနီးလာလို့ရှိရင်အရေးကြီးအပိုင်းကိုပြန်ပြောပြရပေါ့နော်အဲ့ချိန်မှာအဲ့ချိန်လောက်တော့လိုက်နားထောင်ပေါ့နော်အရှိမနားမထောင်ခဲ့ဘူးဆိုလို့ရှိရင်လည်းအမှတ်ကောင်းရှင်နေဆိုရင်တော့အဲ့ချိန်လောက်တော့လိုက်နားထောင်ဖို့လို့အရေးကြီးပါတယ်အဲ့ဒါတော့ပထမဆုံးအရေးကြီးဆုံးအချက်ပါဒုတိယချက်ကကျတော့ have a study plan အမြဲစာလုပ်တဲ့ခါကျလို့ရှိရင် study plan နဲ့လုပ်ပါဘာလို့လဲဆိုဟိုလိုမျိုးကြီးချရေးထားတဲ့ plan မဟုတ်ရင်တော့မကိုကောင်းထဲမှာစဉ်းစားထားတဲ့ plan ရှိဖို့လိုရပေါ့နော်ဒါပြီးရင်ဒါလုပ်မယ်ဆိုပြီးအဲ့လိုခေါင်းထဲမှာအစီအစဉ်တခြားထားတာပေါ့နော်ဘာလို့လဲဆိုတော့ plan မရှိဘဲနဲ့လုပ်နေရအရာမရရစီလူးနေလို့ပဲကွာဘာမှလည်း effective ဖြစ်မှာမဟုတ်ဘူးဟိုကလုပ်တယ်လို့ဒီကလုပ်တယ်လို့ရောင်းနေမှာကွာဆိုတော့ plan နဲ့လုပ်တာကပို့ပြီးစနစ်ကျတယ်လို့ပို့ပြီးလည်းထိရောက်တယ်ပြီးတော့ပထမဦးဆုံးပြောခဲ့တဲ့ဒီ focus လုပ်ရမယ့် area တွေကိုလည်းတိတိကျကျ cover လုပ်နိုင်တဲ့အချိန်လည်းပုံမြန်မယ်ပေါ့နော်ဂျူလီယာဆိုလို့ရှိရင်အမြဲ study plan ရှိရအဲ့လိုပထမဆုံးငါပဲအပိုင်းကို focus လုပ်ရမယ်ဥပမာ chapter 1ကနေပြီး6အထိတေချာကြည့်ရမယ်ဆိုတာသိပြီးသွားပြီဆိုလို့ရှိရင်study plan ရှိရအရင်ဆုံး PowerPoint presentations တွေကိုဖတ်လိုက်မယ်ပြီး note ထုတ်မယ်ဂျူလီယာကအမြဲnote ထုတ်ပြီးမှတ်မိရတူတွေမှာပါတယ်အဲ့တော့ note ထုတ်လိုက်မယ်တကယ်လို့ exam ကcheat ပေါ့နော် open book ဖြစ်တယ်သူတို့ဒီ paper ပေးယူရဆိုလို့ရှိရင်အဲ့ဒါကြီးဖတ်ပြီးသွားတဲ့အချိန်မှာ paper ရေးမယ်အဲ့ paper ရေးပြီးသွားတဲ့ခါကျမှဒီအရင်တော့ပေးဖို့ရဲ့ practice တွေ exercise တွေ assignments တွေရှိရပေါ့နော်အဲ့ paper သုံးပြီးတော့မှအဲ့ assignments တွေကိုဖြည့်ကြည့်ရအဲ့တော့မှဒီကိုယူသွားမယ့် cheat sheet ကတကယ်ဖြည့်ရမယ့် practice တွေနဲ့
အဆင်ပြေမပြေဒီဟာကိုရေးထားတဲ့ဟာကိုရောဖတ်တက်လားကိုရောသုံးတက်လားဆိုတဲ့ဟာကိုတေချာရှင်လို့အဲ့ practice လုပ်ကြည့်ရပါတော့ဆိုတော့ဒါအမြဲ plan လုပ်ထားပြီးသားဥပမာတွက်တဲ့ဟာဆိုလို့ရှိရင်လည်းအရင်ဆုံး review လုပ်လိုက်မယ် review လုပ်ပြီးလို့ရှိရင် practice လုပ်မယ် practice လုပ်ပြီးမရတဲ့အပိုင်းတွေကိုမှတ်ထားပြီးတော့အဲ့ဒါကိုပြင်ပြီး practice လုပ်မယ် paper ပေးမယူတဲ့ဟာဆိုလို့ရှိရင် review လုပ်မယ် note ထုတ်မယ်ပြီးအဲ့ဒါတွေကိုဖတ်မယ်ပြီးတော့ဖြည့်ကြည့်မယ်ပေါ့နော်ဒါတွေကဒီ study plan ကအရင်ကိုအရေးကြီးတဲ့ထဲမှာပါတယ်လောက်ကိုလောက်မယ်ထဲမှာပါတယ်ပေါ့နော်ဒီ study plan ပါပြီဆိုမှနောက်ထပ် step တွေကိုထပ်သွားလို့ရမှာပါ step 3ကတော့ have a study method မရှိလို့ရှိရင်စာလုပ်ရတာပို့ပြီးတော့ကြာပါတယ်ဒီဟာရအကုန်လုံးဂျူလီယာအရင်တော့ share ဘူးရဲ့ study tips တွေမှာလည်းပြောဘူးပေါ့နော် study method ထဲမှာ Pomodoro mind mapping active learning second brain အများကြီးပဲရှိရဂျူလီယာဆိုလို့ရှိရင် note အမြဲထုတ်တယ်အဲ့ဒါဘာသုံးတာလဲဆို second brain ကိုသုံးတာကွာကိုအုံနောက်ထဲမှာမမှတ်နိုင်လို့စာအုပ်ထဲမှာရှာရပြီးတော့မှတ်တာအဲ့ဒါ always second brain always work ပြီးတော့လို့ရှိရင်ကိုနားမလည် high solution active learning နဲ့ဖတ်ရင်ရှင်းပြရင်နဲ့လို့မှတ်မိအောင်လုပ်ယူရပေါ့နော်ဒီဟာတွေကကိုနဲ့အဆင်ပြေမဲ့ study tips ကိုရွေးပြီးတော့သုံးပါဒါကတော့အရင်တော့ကလေခဏပြောဖို့ရယ်စာလုပ်တဲ့အချိန်တိုင်းမှာအရေးပါတယ်ပေါ့နော် study method က strategy မရှိဘဲနဲ့လုပ်နေရဘယ်ဟာမှဆိုထိရောက်တာတော့ထိရောက်တယ်ကွာဒါပေမဲ့အချိန်ပိုကြာတယ်အခုက one subject one night လောက်ရမှာဆိုအချိန်ဖြုံးချိန်မရှိဘူးအဲ့တော့အမြဲဆုံးစာရမယ် study method ကိုသုံးပါဒါတော့ number 3 အချက်ပေါ့နော် number 4အချက်ကကျတော့ review လုပ်ပါကိုကအတန်းထဲမှာနားထောင်နေသူလည်းဖြစ်နိုင်တယ်နားထောင်နေသူလည်းဖြစ်နိုင်တယ်ဒါပေမဲ့တောက်လျှောက်စာမလုပ်ခဲ့ဘဲနဲ့ဒီတညရဲမှာဒီတရက်ထဲမှာပဲလုပ်မှဖြစ်တဲ့အတွက်ရှေ့ကသင်ခဲ့သမျှအကုန်လုံး review လုပ်ကိုလုပ်မှရမယ်မလုပ်လို့ရှိရင်စာကြည့်မှာမဟုတ်တယ်လို့ review မလုပ်ပဲ practice တော့လုပ်တယ်ဆိုလို့ရှိရင်အချိန်လည်းပူကြရပြီးတော့ပို့ပြီးတော့လည်းခက်တယ်ပြီးရင်ခက်လို့ရှိရင်လူကစိတ်ညစ်တယ်စိတ်ညစ်ရင်စာမလုပ်ရှင်တော့အမိုင်းပြီးတော့အဲ့တော့အရင်ဆုံး review လုပ်ပါစာကြည့်အောင်ကြည့်ပါ review လုပ်တဲ့အချိန်မှာ note ထုတ်တာ recommend ပေးရပြီးတော့ကိုယ့်ပြင်ရှင်းပြရ active learning recommend ပေးရနားမ review လုပ်တဲ့အချိန်မှာနားမလည်စာကိုနားမလည်အပိုင်းတွေရှိရဆိုလို့ရှိရင် AI သုံးပြီးတော့အကူအညီတောင်းလို့ရတယ်ChatGPT ကိုစာမပွဲနီးလေအကျိုးရှိအောင်ဘယ်လိုသုံးလို့ရလဲဆိုတာကိုလည်း Julia video လုပ်ပေးဖူးပါတယ်အဲ့မှာတော့ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ review လုပ်ပါ review လုပ်မှစာကြည့်မှာပါစာကြည့်မှ practice လုပ်လို့ရမှာပါဆိုတော့နောက်ဆုံး last but not least number 5ကကျတော့ practice like your life depends on it လုံးဝ practice များလုပ်ပါ practice လုပ်မှ exam မှာအကောင်းဖြေနိုင်မှာပါကိုကစာ review လုပ်ပြီးသွားဆိုပေမဲ့ဆွဲလားမဆွဲလားဆိုတာ practice နဲ့တွဲမှတ်မှရမှာကွာအထူးသဖြင့်တွက်တဲ့ပုံစံဆိုလို့ရှိရင် practice လုပ်ရလွယ်ကွာဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်သူတို့ပေးထား assignment တွေကိုများတွက်ကြည့်ပြီးတော့မရတဲ့အပိုင်းတွေဆိုပို့တွက်ပြီးတော့ question ပုံစံ example ယူပြီးတော့ AI မှာဒါမျိုး questions တွေကများပေးပါဆိုပြီးများ practice လုပ်လို့ရတယ်ကိုမရတဲ့ဟာကိုပို့ပြီးတော့ focus လုပ်ပြီးတော့ကြည့်ပေါ့နော်တော့ဒီ theory ဘိုင်းမင်းရဲ့ဟာ theory ဘိုင်းမင်းရဆိုလို့ရှိရင် short questions တွေလာမယ် paragraph တွေလာမယ်အဲ့လိုတွေလာမယ်ဆိုလို့ရှိရင် theory ဘိုင်းကိုလေ့ကျင့်လို့ရတယ်လို့မျိုးကိုမေးခွန်းထုတ်ပြီးတော့လေကြည့်လို့ရတယ် Julia business ဘိုင်းမှာဆိုလို့ရှိရင်ဘာအမေးများလဲဆိုတော့သူက case study အမေးများရကွာcase ကိုပေးပြီးတော့သင်ခဲ့တဲ့ theory သုံးပြီးတော့ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ဟာမျိုးမေးရဆိုတော့ဒါတွေက practice မရှိလို့ရှိရင်လက်တန်းရေးရဖြစ်တဲ့အတွက်နည်းနည်းတော့ခက်တယ်ကွာကိုယ့်ရဲ့အဖြေက exam room နဲ့ရောက်မှထွက်လာတဲ့အဖြေဖြစ်တဲ့အတွက် organize လည်းဖြစ်နေမှာမဟုတ်ဘူးပြီးတော့မတက်ရဘူးကွာတဆင်နဲ့ဖြစ်နေမှာမို့ professional မဆန်ဘူးအဲ့အကြောင်းမို့လို့ဒီလိုမျိုးဟာမဖြစ်အောင်လို့ practice ကြိုးလုပ်ရမယ်မေးခွန်းပုံစံဘယ်လိုမေးမှာလဲ multiple choice true or false short questions paragraph fill in the blank စတဲ့ဟာတွေလားဘယ်လို question မျိုးမေးမှာလဲပုံမူတည်ပြီးတော့ကိုကကြိုပြီးတော့ prepare လုပ်သွားရမယ် practice လုပ်သွားရမယ် case study မေးမဲ့ exam မျိုးဆိုလို့ရှိရင်ဒီဥပမာထားပါတော့ change management နဲ့ပတ်သက်တဲ့ case study မေးမယ်ဆိုလို့ရှိရင်အရင်ကို review လုပ်ထားတဲ့ထဲက theory တွေformulas တွေကိုဖတ်ပြီးသွားဆိုလို့ရှိရင်အဲ့ formula တွေသုံးပြီးတော့ဖြေရှင်းထားတဲ့ case တွေကိုရှာပြီးတော့ဖတ်ထားပါတော့အဲ့လိုဖတ်ထားမှကိုက exam နဲ့ရောက်တဲ့ခါကျလို့ရှိရင်ဒီ formula တွေဒီ theory တွေကိုဘယ်လို apply လုပ်ရမလဲဆိုတာရင်းနှီးနေပြီးတော့ကောင်း case ကိုဖြေရှင်းနိုင်မှာပေါ့နော်
တခြား short questions တွေကတော့တိတ်ပြီးပြောစရာလိုမယ်မထင်ပါဘူးဘာလို့လဲဆိုတော့မြန်မာ student တော်တော်များများကျတော့ short questions တွေနဲ့ရင်းနှီးပြီးသားกว่าပြီးတော့မှတ်ဉာဏ်ကောင်းတဲ့ထဲမှာပါရရဲဆိုတော့အဲ့ဒါတော့တိတ်ပြီးပြောစရာလိုမှာမဟုတ်ပါဘူးဆိုတော့ဒါအကုန်လုံးက Julia စမ်ဘွေးမတိုင်ခင်အမြဲစားလို့တဲ့ one subject one night study tips လေးပါဆိုတော့Julia လိုမျိုးပြင်ကြည့်ပြီးစာသိမ်းမလို့ရှင်နေသူတွေဒီ tips လေးအသုံးဝင်မယ်လို့ထင်ပါတယ် so thanks for watching till the end don't forget to subscribe and see you in the next video bye